လူတယောက်နဲ့တယောက်ရှင်သန်နေထိုင်လာရတဲ့ပတ်ဝန်းကျင်တွေကမတူပါဘူးလူတယောက်ရဲ့စွမ်းအင်စက်ကွင်းကအရန်ရည်ကြီးပါတယ်မင်းကိုတန်ဖိုးထားပြီးချီးမွမ်းပေးတတ်တဲ့ပတ်ဝန်းကျင်မှာနေပါနှလုံးသားထဲကနေမင်းကိုကောင်းတယ်လို့မြင်ပြီးတဲ့ပတ်ဝန်းကျင်မှာရှင်သန်ပါသူတို့ရဲ့အချစ်တွေကတနည်းအားဖြင့်မင်းအတွက်ကိုယ်ပိုင်ခွန်အားတွေကိုပြောင်းလဲပေးနိုင်လို့ပါလူဆိုတာကအချစ်ခံရလေလေပို့ပြီးချစ်ဖို့ကောင်းလေလေပါပဲတခြားသူစီကမေတ္တာစိတ်မေတ္တာမှန်နဲ့ချစ်ခင်ရဖို့ဟာအရင်ရှားပါပါတယ်ကိုမေတ္တာစိတ်မေတ္တာမှန်နဲ့ချစ်ခင်မြတ်နိုးပေးတဲ့မိသားစုတငယ်ချင်းချစ်ခင်ရတဲ့သူတွေရှိလို့ရှိရင်ကိုကလည်းပို့ပြီးတန်ဖိုးထားပေးပါလူရဲ့ဘဝကတူတူလေးပါ